အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ AI ကိုအသုံးပြုတဲ့နေရာမှာပေါ့နော်ကုန်ကျစရိတ်အရင်များလားဆိုတဲ့ကိစ္စအဲ့တော့ကျွန်တော်အနေနဲ့ရှေ့ကဗီဒီယိုတွေမှာဆရာတယောက်အနေနဲ့ AI ကိုဘယ်လို apply လုပ်မလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ဆွေးနွေးခဲ့တယ်အဲ့တော့တစ်ဖက်မှာလည်းဒီနေ့မှာပေါ့နော်ပြောချင်တာက AI ကအရင်ဈေးသက်ကကြီးနေလားပေါ့နော်အဲ့တော့အဲ့ဒီရဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်ဈေးမကြီးပါဘူးပြောရရင် free ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအများဆုံးသုံးနေကြတဲ့ OpenAI ရဲ့ ChatGPT ရှိတယ် Google ပေါ့နော်နေထုတ်ထားတဲ့ Gemini ရှိတယ်ပေါ့နော်ဒါကဘလို့ data ဘလို့နေရာပဲဖြစ်ဖြစ်ဥပမာကျွန်တော်တို့စာသင်ရတဲ့အကြောင်းတွေကအရန်ခေါင်နေဒါပေမဲ့ internet line ရှိနေအဆင်ပြေတယ် tablet ဒါမှမဟုတ် phone ဒါမှမဟုတ်ချင်းကွန်ပျူတာတစ်လုံးရှိနေအဆင်ပြေတယ်ဘယ်လိုရလဲဆိုရင် free ရပါတယ်အဲ့တော့ကိုယ့်ရဲ့မေးချင်တဲ့အကြောင်းအရာတွေကိုသိချင်တဲ့အကြောင်းအရာတွေကို play နဲ့ပတ်သက်တဲ့ lesson planning အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့ free အနေနဲ့ရရှိထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာတစ်ချက်ပြောချင်တာတစ်ခုကတော့ paid version တော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွေကလောလောလတ်အချိန်တွေမှာကျွန်တော်တို့ရဲ့သင်ကြားရေးနဲ့ပတ်သက်တဲ့ဟာမျိုးတွေကျွန်တော်တို့ manage လုပ်ရမယ့်အပိုင်းတွေပေါ့နော် classroom management တွေအခြားဒီကလေးနဲ့ပတ်သက်တဲ့ပေါ့နော်ကျွန်တော်တို့တွေလှုပ်ဆောင်ပေးရမယ့်အရာတွေပေါ့နော်အဲ့ဒါတွေကတော့တဲ့ free version နဲ့အဆင်ပြေပါတယ် AI ကိုသုံးလို့ကုန်ကျစရိတ်များလားဆိုရင် free ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တိုးမမအောင်ပါ